ရဦးလူပေးတာမှားသွားပြန်ပြီခင်ဗျာရီတူပေါ်နာဘင်္ဂလားဒေ့ရှ်အသင်းပဲခွင့်ရသုံးချနိုင်မလားစောင့်ကြည့်ရမယ်ရီတူပေါ်နာရှုံးလာကန်လာပြီပွဲစီရီတူပေါ်နာရဲ့ဒုတိယမြောက်သွင်းကိုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အသင်းကိုဦးဆောင်စေခဲ့ပြန်ပြီဖြစ်တဲ့သွင်းကိုတကိုးပဲဖြစ်ပါတယ်ဒီမှာနောက်တန်းအမှားအနေနဲ့ဘင်္ဂလားဒေ့ရှ်အသင်းဒုတိယမြောက်ဦးဆောင်ကိုထပ်မံပြီးတော့ရရှိသွားခဲ့ပြန်ပြီဖြစ်တယ်ခင်ဗျာပထမသွင်းကိုသူ့ပေးခဲ့တဲ့ကျော်နံပါတ်7ရီတူပေါ်နာပဲလက်လက်ပပသူ့ပေးခဲ့ပြန်တာပဲဖြစ်တယ်ခင်ဗျာအဲဒီရရှိသွားတဲ့သွင်းကိုမှာတော့မာတင်နောက်တန်းကစားသမားတွေရဲ့မားနေတဲ့ရီတူပေါ်နာရရှိလာတဲ့အခွင့်အရေးကိုတော့ပိုင်နိုင်ဆုံးသုံးချသွားခဲ့တာပဲဖြစ်ပါတယ်ဒီချိန်နဲ့နေငယ်ထွက်နေခဲ့တဲ့မာဂူသမားမျိုးမြမြငင်းကိုပါကျော်ပြီးတော့ပေါ်နာအခုလိုပဲလက်လက်ပပအဆုံးသက်သွားခဲ့တာဖြစ်တယ်နော်ဒါကြောင့်မလို့လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2ဂိုးဂိုးပြီးဆိုတဲ့အနေအထားတစ်ခုနဲ့မာတင်ကိုတော့ဦးဆောင်နေခဲ့ပြီခင်ဗျာ